ကြကျမတို့အားလဲရကြရင်လေကြိုက်ထီးဖြစ်ဖြစ်ရှစ်ဆက်ဆက်ဖြစ်ဖြစ်ဖျားဘူးသွားရအောင်နော်မိမရမင်းငွေကုန်မောက်တော်တော်ရှာတာပဲကွာရောက်ဖူးနေတာကြီးရောက်ဘူးလေဘာဖြစ်လဲထပ်သွားလို့ရတာပေါ့ငါလည်းလူတစ်မျိုးကွာအဲ့လိုရောက်ဖူးပြီးသားနေရာဆိုထပ်မသွားချင်အော်ရှင်ရောက်ဘူးတဲ့နေရာထပ်မသွားချင်ဘူးပေါ့ရတယ်ရှင်ညကြချင်းအောင်နဲ့လုံးဝမလာနဲ့နော်သွားမယ်နော်လိုက်ဖို့မယ်ဆရာမကျွန်တော်မနဲ့ခင်အိယာထားရင်လေခါးတွေရမ်းတာတယ်အဲ့ဆိုနေလေမှာထားလေမိမယောက်ျားလှုပ်သွားတော့မယ်ယောက်ျားမဲမဲပြောစရာရှိလို့ဘာပြောမလဲဘဘငါလူကလည်းလှုပ်သွားခံပြီးဆိုသူ့မိမောင်နန်းသွားတာအဲ့ဘာဖြစ်လဲယောက်ျားမနန်းညုံလားမိမခွင့်ပြရင်တော့နန်းနေတာပေါ့အဲ့လေခွင့်ပြပါပေါ့ဟုတ်လားမိမအဲ့ဆိုသူ့သွားခေါ်လိုက်လေကလေးတွေဒီနေ့မမျိုးပွားအင်္ဂါတင်မယ်ဟဲ့တွဲပြီလားမတွဲပါဘူးဆရာကြီးသမီးမိရေရှေ့ထွက်ခဲ့စမ်းဟုတ်ကဲ့ဆရာကြီးပြလိုက်စမ်းမျိုးပွားအင်္ဂါဟာသမီးရှော့တယ်ဆရာကြီးကလည်းအယောဒီမှာစာမျက်နှာထောင်ပြခိုင်းတာအော်130